အားလုံးမင်္ဂလာပါခင်ဗျာ PSC Auto Service မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့်ကားလေးကတော့ Suzuki Swift 2013 model ကားလေးတစ်စီးဖြစ်ပါတယ် I know you told your friend you're not okay and tell me what's wrong and why you never said you felt that way and guess you're trying to stay strong and fake a smile until I look away but I've known you too long it hurts to watch your blue eyes fade to gray as you fade away as you fade away Yeah, I'm about to fade away. Cause every time I wake up I feel like it's Monday. Something's going wrong with all the chemicals up in my brain. All of a sudden I don't look at anything the same way. Gotta build up of my thoughts sitting in an ashtray. I'm sorry that I'm so inconvenient, okay. Just let me be me and I'll stay out of your way. I can see the way you look at me, I'm such a disgrace. I never really asked to be brought into this place. You wanna love me? Well then baby have a taste. All the highs and the lows, no you'll never be the same. I don't really wanna hurt you but I can't control the pain. If you're sticking by my side maybe we could be okay. Okay, maybe you could be the change I need today. I promise that I've never felt this way. I really hope that you will choose to stay through all the pain. I know you told your friend you're not okay and tell me what's wrong and why you never said you felt that way and guess you're trying to stay strong and fake a smile until I look away but I've known you too long it hurts to watch your blue eyes fade to gray as you fade awayဒီကားလေးရဲ့အချက်လက်လေးတွေကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Suzuki Swift 2013 model RS Grade ဖြစ်ပါတယ်ခင်ဗျာ GDN ကားကောင်းကားတန်လေးတစ်စီးဖြစ်ပါတယ်7မြန်မာနံပါတ်နဲ့ပဲခူးလိုင်စင်ကားလေးဖြစ်ပါတယ်ခင်ဗျာဒီကားကကျွန်တော်တို့ဂျပန်ကတင်သွင်းစဉ်က Ocean Score 5AA နဲ့စိတ်ကြိုက်ရွေးချယ်တင်သွင်းထားတဲ့ကားကောင်းလေးတစ်စီးဖြစ်ပါတယ်လက်ရှိမြန်မာပြည်ရောက်တဲ့အချိန်မှာလည်းပြုပြင်ထိန်းသိမ်းမှုကောင်းကောင်းနဲ့တသက်ရရက်သုံးစွဲထားတဲ့ကားတစ်စီးဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာကားရဲ့အနေအထားကတော်တော်လက်လက်ဆက်ဆက်ကျန်ရှိနေပါသေးတယ်တင်သွင်းစဉ်ကတော့ဒီကားရဲ့ကီလိုကတော့ကီလိုမီတာ26,000ဝန်းကျင်နဲ့သွင်းခဲ့ပါတယ်အခုလက်ရှိကီလိုမီတာ9,000မပြည့်သေးပါဘူးခင်ဗျာဒီကား original scat လေးတွေပတ်လဲပါပြီးသားဖြစ်ပါတယ် RS Grade Power White color လေးဖြစ်ပါတယ်ခင်ဗျာစမက်ကီးနဲ့ပါစမက်ကီးကိုကျွန်တော်တို့စမက်ကီးတော့နှလုံးပါပါတယ်ခင်ဗျာတာယာလေးလုံးလုံးကတော့အားလုံးအသစ်တိုင်းဒီပါကောင်းပုံပါတယ်တာယာပန်းတွေအားလုံးကောင်းပါတယ်ခင်ဗျာဒါသူ့ရဲ့ RS Grade ရဲ့လှပတဲ့မိကွက်လေးဖြစ်ပါတယ်ကျွန်တော်ကားနဲ့ပတ်သက်တဲ့ license အချက်လက်လေးရိုက်ပြပေးပါမယ်မှာကျွန်တော် Wheater ပုံမှာ2013 model 7M number ဖြစ်ပါတယ် license သက်တမ်းက2023တလပိုင်းမှာကုန်ဆုံးမှာဖြစ်ပါတယ်ပဲခူးပြည်လိပ်စာနဲ့ဖြစ်ပါတယ်ခင်ဗျာဒီရဲ့ရှေ့ပိုင်းရုပ်ထွက်ဟာဆိုလို့ရှိရင်တော့အဓိကတော့ဒီမီးလုံးတွေကတော်တော်လေးကိုဆွဲဆောင်မှုရှိပါတယ်ဒီမီးလုံးရဲ့အောက်ခံ background ကအမဲရောင်နဲ့လာပါတယ်ခင်ဗျာဒါဒီမီးတွေကလည်းကျွန်တော် projector headlight တွေဒါမျိုး design တွေကလည်းဒီလို grade ပြည့်တဲ့ကားမှာပါဝင်ပါတယ်ဒီ scat ကလေးတွေကလည်း original scat လေးဖြစ်ပါတယ်ဗျ original scat လေးတွေပါ projector headlight လေးတွေကတော့ဒီကားလေးရဲ့အသက်ပါပဲဗတ်မှန်မီးကြောက်လေးတွေပါတယ်အလွိုင်းလေးတွေအားလုံးလည်းအနာအဆာမရှိပါဘူးအလွိုင်းတွေအားလုံးတန့်ပြန်ကောင်းပုံပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့သူ့ရဲ့ engine ကမ်းပါခင်ဗျာ Suzuki Swift ရဲ့ engine ကတော့ 1300cc နီးပါးရှိတဲ့ 1250cc နဲ့ engine ဖြစ်ပါတယ်ခင်ဗျာတိုက်ခိုက်မရှိကားကောင်းလေးတစ်စီးဖြစ်ပါတယ်ဂီယာဘောက်နဲ့ပတ်သက်ပြီးတော့ဒီကားမှာကတော့ CVT ဂီယာကိုအသုံးပြုထားပါတယ်ခင်ဗျာဒါကတော့သူ့ရဲ့ smack key ဖြစ်ပါတယ်ခင်ဗျာ
Suzuki Swift က Smart Key ကျွန်တော်တို့တော့နှလုံးပါပါတယ်ခင်ဗျာကျွန်တော်တွင်းငန်းလေးရိုက်ပြပေးပါမယ်ဒီဘက်ကတော့ကျွန်တော်တို့တခြားသော Swift တွေနဲ့ထူးထူးခြားခြားကွာခြားမှုမရှိပါဘူး Power Window တွေမှန်ချိန်တာတွေမှန်ကျိုးမှန်ကောက်တွေပါပါတယ်ဒီအပေါ်က line လေးကတော့ကျွန်တော် gray color လေးနဲ့ဖြစ်ပါတယ်ခင်ဗျာ Smart Key poster ဖြစ်ပါတယ်ရှေ့မှာကျွန်တော်တို့ fog light ကို on off လုပ်တာတွေပါမယ်ကျွန်တော်တို့ lamp ချော်တဲ့စနစ်တွေပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ထိုင်ကုန်ပေါ့နော်ဒီ Suzuki Swift RS ကထိုင်ကုန်ပုံစံလေးကတော့ဒီလိုမျိုးကျိုးကျုပ်ချိုရိုးလိုက်နေထင်းထင်းရှားရှားနဲ့ချုပ်ထားတာဖြစ်ပါတယ်ဒါတော့သူ့ရဲ့ထိုင်ကုန်လေးတွေကိုကျွန်တော်တိကျရိုက်ပြပေးတာပါနောက်ဘက်ခန်းလေးကျွန်တော်ရိုက်ပြပါမယ်ဒီနောက်ကခုံမှာတော့ကျွန်တော်တို့မုတ်တီပါတွေချိတ်ဖို့ပေါ့နော် 3kg လောက်နိုင်တဲ့ဂျိတ်ကလေးတစ်ခုပါပါတယ်ပြင်းနေပါသွားတယ်မုတ်တီပါပါဆယ်ဝယ်လာတယ်ဆိုဒီဂျိတ်လေးမှာချိတ်ပြီးတော့သုံးဆွဲနိုင်ပါတယ်နောက်ဘက်ခန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ခေါင်းမီ3လုံးပါပါတယ်ခေါင်းမီ3လုံးပါပါတယ်ကျွန်တော်နောက်ဖုံးဖွင့်ပြီးတော့ရိုက်ပြပေးပါမယ်ကျွန်တော်နောက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာထီးတွေအုတ်ထုပ်တွေဝိတ်ပေါ်တာလေးတွေတင်ဖို့အတွက်ဒါမျိုးစင်လေးတစ်ခုထပ်ပါပါမယ်ဒါလေးပါမယ်ကျွန်တော်ဒီအောက်မှာကနောက်ထပ်စင်တစ်ခုရှိပါတယ်ဒါတစ်ထပ်ပေါ့နော်ဒီမှာတော့တောင်းတောင်းတင်းနေမယ်ခင်ဗျတေချာကျွန်တော် luggage တွေပါလေနိုင်နိုင်နင်းနင်းတင်နိုင်ပါတယ်ဒီအောက်မှာကတော့နောက်ထပ်တစ်ထပ်ရှိမယ်ခင်ဗျနောက်လေထိုးဆက်ကော်ဘူးပါမယ်အဲ့ဒီအပြင်ကိုဒီကားမှာ spare wheel လေးပါပါတယ်ခင်ဗျာ spare wheel ကန်လေးပါဒီမှာတော့ဒါသူ့ရဲ့ back camera ပါခင်ဗျာဒီကားရဲ့TV ကတော့ကျွန်တော်တို့ import သွင်းတဲ့ကာလာကျွန်တော် cancellation ပုံတွေထဲမှာကြည်လာတော့သူ့ရဲ့ Suzuki original TV ပေါ့နော်ဒီမှာ user ကသူကြိုက်တဲ့ TV လေးပြန်ချိန်ထားပါတယ်Pioneer TV လေးပြန်ချိန်ထားတယ်အောက်ကတော့ aircon control တွေကတော့ဒါသူ့ရဲ့ original အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်တွဲနှုံးကစာရွက်စာတမ်းလေးတွေကျွန်တော်ပြပြပါမယ်ဒါသူ့ရဲ့ grade တွေ ocean score 5AA တွေပါကျွန်တော်ကီလိုမီတာဒီဘက်မှာပေါ်ပြတယ်ခင်ဗျကီလိုမီတာ28000လောက်နဲ့တွင်းထားတာပါပြီးရင်ကျွန်တော်ဆက်နှိုးပြီးတော့ပြပါမယ်ဆက်နှိုးပြီးတော့လက်ရှိရောက်ရှိကီလိုလေးပြဒါကတော့သူ့ရဲ့option sheet လေးပေါ့နော်တင်သွင်းစဉ်က option sheet ဒါကလေလံအောင်နဲ့လေလံက website ကဟာကိုကျွန်တော် print ထုတ်ထားတာဖြစ်ပါတယ်ဒါလေလံ website က print ထုတ်ထားတာပါသူ့ရဲ့ချက်လက်တွေဖြစ်ပါတယ်ဒါကတော့ကျွန်တော်စိတ်ကမ်းမှာတင်သွင်းစဉ်ကဂျပန်စိတ်ကမ်းမှာရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ်အားလုံးသူ့ရဲ့ပုံတွေနဲ့လက်ရှိပုံတွေနဲ့အားလုံးတူတူပဲဖြစ်ပါတယ်တွင်ငန်း TV လေးတစ်ခုပဲဒါနည်းနည်းပြောင်းလဲရှိပါတယ်ကျွန်တော်အခုဆက်နှိုးကြည့်ပါမယ်လက်ရှိကီလိုမီတာ4400ဝန်းကျင်ရှိပါတယ်ခင်ဗျာPioneer player ကနေပြီးတော့ကျွန်တော်တို့ Bluetooth mic ကိုဒီနားမှာဆင်ထားပါတယ်ဒါကျွန်တော်တို့ Bluetooth ဖုန်းပြောတာတွေပါသုံးဆွဲဖို့အတွက် mic လေးပါအဲ့ဒီအပြင်ကိုဒီဘက်မှာကျွန်တော်တို့ဂျူးတွေပါထုတ်ထားတယ်ဗောနော်ဒါ USB stick တွေပါထိုးဖို့အတွက်ပေါ့နော်ဒီမျက်နှာစာမှာတော့မပါပေးထားဘူး Pioneer player လေးပါနောက် steering ကဒီမှာကြိုးကျုပ်ဖြစ်ပါတယ် steering ကြိုးကျုပ် leather တွေအားလုံးကတကယ်ကိုကျွန်တော်တို့အခု brand new ကားလေးတွေမြင်တွေ့နေရတယ်လို့ပါပဲအားလုံးတက်တက်ရရအပွန်စင်းနာစာလေးမရှိပဲနဲ့ကန်ရတဲ့အရာသားလေးကတော်တော်လေးကောင်းပါတယ် steering မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ cruise control လည်းသုံးစွဲလို့ရပါတယ်
cruise control လည်းသုံးစွဲလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ semi auto မောင်းနေတဲ့အခါမှာကျွန်တော်တို့ pedal shifter လေးပါပါတယ် gear ဒါက plus ဒီဘက်က minus ပေါ့နော် pedal shifter လည်းပါပါတယ်ကျွန်တော် semi auto မောင်းနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ gear မှာ M ပေါ့နော် manual M ကိုဆွဲချလိုက်ပါ M ကိုဆွဲချပြီးတော့ဒီဘက်မှာတိုင်ခွက်မှာလည်း M လို့ပြပါတယ် M ရေ1ရေပေါ့နော်ကျွန်တော်အချိန်တစ်ခုရောက်လာတဲ့အခါမှာ gear number 2 3 4 ကိုစိတ်ကြိုက် gear လေးတွေကစားပြီးတော့မောင်းလို့ရပါတယ်ဒါက pedal shifter လေးရဲ့အလုပ်လုပ်ပုံပါကားရဲ့အရှိ dashboard area မှာတော့ကျွန်တော်တို့ဒီ down လေးတွေမှာ Twitter speaker လေးတွေပါဝင်ပါတယ်ဒီမှာတော့ကျွန်တော်တို့ EE ကွက်လေးထည့်ဖို့ပေါ့နော် EE ကွက်လေးထည့်ဖို့ပါမယ်ဒီမှာကတော့ဒါ passenger airbag ဒီနေရာဖြစ်ပါတယ်ဒီအရှိမှာတော့ကျွန်တော်တို့ service စာတန်းလေးထည့်ဖို့အတွက် box လေးပါပါတယ်ကျွန်တော်ဒီထဲမှာ widget ထည့်ထားပါတယ်အရှိ dashboard area ပါmedia player တော့ကျွန်တော်တို့ CD တွေ AM တွေ FM တွေ Bluetooth တွေရပါတယ်အောက်ကတော့ကျွန်တော် aircon လည်းကောင်းပါတယ်ဒီအောက်မှာကတော့ကျွန်တော်တို့ကာကစ်ပေါ့ကာကစ်ကနေကျွန်တော်တို့ဖုန်းအားသွင်းပေါက်တွေပါတယ်အသုံးပြုနိုင်ပါတယ်ခင်ဗျာဒါကီယာထိုးတဲ့နေရာရဲ့ကာနာနေထားလေးကျွန်တော်ရိုက်ပြပေးတာပါစီလင်မှာတော့ကျွန်တော်တို့ဒီမှာစာကြည့်မီပါမယ်ခင်ဗျာစာကြည့်မီတွေပါမယ်ဒီဘက်နေကမှာကျွန်တော်တို့မှန်ပါမယ်ခင်ဗျာမှန်လည်းပါပါတယ်မီတော့မပါဘူးခင်ဗျာဒီဘက်နေကမှာဒီမှာလည်းမှန်ပါမယ်ခင်ဗျာကတော့ကျွန်တော်ကားရဲ့နောက်ဘက်ကန်းရိုက်ပြနေတာဖြစ်ပါတယ်ဒီရှေ့ဘက်ကန်းမှာဆိုလို့ရှိရင်ဒီမှာလက်ကင်ကွင်းလေးတွေပါတယ်ခင်ဗျ driver နေရာမှာတော့လက်ကင်ကွင်းမပါဘူးဒီနောက်မှာလက်ကင်ကွင်းပါတယ်ဒီဘက်မှာလက်ကင်ကွင်းတစ်ခုပါပါတယ်အခုနောက်ခန်းမှာလည်းအရင်ကျင်းတယ်လို့မခံစားရပါဘူးခင်ဗျဒီပုံပြောင်းသွားတော့လေဒါကျွန်တော်အရက်9ပြီး10ဝင်းကြီးအဒူးလေးကောင်းကောင်းလွတ်ပါတယ်နောက်မှာတော့ဒီမှာခေါင်းမီ3လုံးပါပါတယ်ခင်ဗျခေါင်းမီ3လုံးပါပါတယ်ကားတွင်းပိုင်းမှာတော့အားလုံးတန်တန်မြတ်မြတ်တန်တန်ရှင်းရှင်းပဲခင်ဗျာကျွန်တော်အထွေထူးတန်ရှင်းမလုပ်ရပါဘူးငကူအတိုင်းလေးပဲကျွန်တော်ထားပါတယ်နောက်ကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးကပါပဲပြောကျွန်တော်တို့ရေတံမှုထည့်လို့ရတာပါမယ်ဒီမှာကွယ်ထားတာလေးတစ်ခုကလည်းနောက်ထပ်ပစ္စည်းအသေးသေးမွားထည့်လို့ရမယ်ခင်ဗျာအောက်မှာလည်းကျွန်တော်တို့သူ့ရဲ့ original ခင်းကော်စောလေးတွေအားလုံးပါပါတယ်ဒါကတော့ကျွန်တော်နောက်က spoiler ပါ original spoiler လေးဖြစ်ပါတယ် spoiler ရဲ့နောက်မှာမီးလေးပါပါတယ်ဆိုတော့ antenna တိုင်းလေးလည်းပါပါတယ်ခင်ဗျာကားတစ်စီးလုံးပတ်လည်းကျွန်တော် sticker လေးတွေနဲ့လှဆင်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော် Suzuki Swift လေးရဲ့ကားချက်လက်လေးတွေအသေးစိတ်ဒီကားလေးရဲ့ချက်လက်လေးတွေတွင်းပြင်အားလုံးပြည့်စုံစုံဖော်ပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာအခုလိုစီစီးပြင်းတက်နေတဲ့အချိန်မှာကျွန်တော်တို့စီစားလဲတက်တာတယ်1300cc ကားတန်လေးစီးခြင်းနဲ့တန်လေးစီးမယ်ဆိုတဲ့သူတွေအတွက်ကတော့ရွေးချယ်စရာကားလေးတစ်စီးဖြစ်ပါတယ်ခင်ဗျာ Suzuki Swift RS Grade လေးဖြစ်ပါတယ်ဒီကားလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ PSA Auto Service ကဖုန်းနံပါတ်09797343434ကိုဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့လိပ်စာကတော့လှိုင်မြို့နယ်ညကန်တာ3လမ်းမှာရှိပါတယ်ခင်ဗျာလာရောက်ကြည့်ရှုနိုင်ပါတယ်ကားနဲ့ပတ်သက်ပြီးတော့အားလုံးဒီကားလေးကစိတ်ချမ်းသာမှုတွေပေးမယ်လို့ကျွန်တော်ဘက်ကယုံကြည်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးYeah. Please tell me that I can't, that I won't, that I fail, that I'll never make it out, yeah. Please tell me all the bad, never good, fill my head full of every single doubt, yeah. Please say any negative thoughts, I pop off when I hear people say I cannot. I get off to the thought of proving everyone wrong, I won't stop to the top, so you better back off and get lost. I'ma stay loud, stay proud, never running out, never heading south. I'll be spreading out, call it word of mouth, can't put me down, I'll be getting loud. You can have your doubts, not what I'm about, have your cloud, it be raining now. I keep making sound, go another round, I'm legend bound, can't stop me now. You don't wanna fuck with me. A slow burn like a disease. Just
Tell me that I can and I'll show you things that you